ချဲဟွာလေကုတလို့လေကိုရီလေအကျော်အားနဲရပါတခါလေဆိုလို့ရှိရင်6တိလက်တီထုံတာမျိုးလေအဲ့လိုအကျော်အားနဲတာတွေအတွက်ပေါ့အဲ့လိုတခါလေကျသူတို့ဒူးတွေပါတွေခြောင်နေအဲ့လိုမျိုးတွေအတွက်ကိုဗာစည်းလေးကောင်းလေအဲ့လေးပြောပြပါအောင်ချဲအဲ့ဒါဆိုရင်ဟိုမှာ6ဒီကတ်တာအကျော်အားနဲတယ်လို့မျိုးဖြစ်တာเนาะအဲ့လိုမျိုးဆိုရင်တော့ကြက်သားနေနဲ့ပတ်သက်ပြီးအားနဲတယ်ဆိုရင်တော့တခါလေကယ်ဆီယမ်မက်ဂနီဆီယမ်ဓာတ်ကိုတောက်လို့ရတယ်ပေါ့နော်အဲ့ဒါခါမှာလူတစ်ယောက်မှာကယ်ဆီယမ်မက်ဂနီဆီယမ်ဓာတ်ဘယ်လောက်လိုအပ်လဲဆိုတာဆိုရတော်များမသိဘူးဘယ်နှလုံးတောက်အောင်လည်းမသိဘူးเนาะတခုကကယ်ဆီယမ်မက်ဂနီဆီယမ်ခန္ဓာကိုယ်ကမထုတ်အဓိကနို့တဲ့ပစ္စည်းနဲ့ဖြစ်ဆက်စာတွေကပဲရတာခန္ဓာကိုယ်ကနေ automatic မထုတ်နေဘူးပေါ့နော် omega 9ဆိုရင်တော့မှခန္ဓာကိုယ်ကထုတ်တယ်အဲ့လိုမျိုးရှိသေးတယ်ပေါ့နော်အဲ့တော့ calcium magnesium အကျော်အားနည်းနေတဲ့သူတွေကဘာတွေဖြစ်တတ်လဲဆိုရင်ကျွန်တော်ရင်သားနာကျင်တာမင်္ဂလေးတွေဆိုရင်လေဓမ္မလာကနေမှလေပွားတာရေပြင်းဆွဲတဲ့လိုမျိုးမောပန်းလွယ်တာတဝင်းဝင်းဖျားတာခဏအဲ့လိုအကျော်ကတ်တာစက်ကနေလေးတွေအဲ့တော့အမျိုးသားတွေနဲ့ဆိုပို့ဆိုးတာပေါ့လေကျမ်းတို့အမျိုးသားကျမကြီးနဲ့ပတ်သက်ရင်တော့အဲ့တော့ဒီမှာကျွန်တော် calcium magnesium ဆိုရင်ဒီမှာလာကြည့်လေဒီဟာလေးကိုတောက်လို့ရတယ်။ဒစိမ့်မျိုးစုံရှိတယ်။ဒါပေမဲ့ချဲကတော့ချက်ကိုရိုင်းလဲတောက်တယ်။သူကသေချာတော့နှုတ်ဖြတ်ပစ္စည်းထုတ်တဲ့ supplement ဖြစ်တဲ့အတွက်သူကနှုတ်ခဲလေးလိုပဲ။ကလေးလေးတွေလည်းအရန်ကြိုက်နှုတ်ခဲလေးလိုအရသာလေးဒီချက်ကိုရိုင်းကလည်းဒီမှာကိုရိုင်းလည်းစားတယ်။ဒီကောင်ကကယ်ဆီယမ်ကဒီကောင်ကကယ်ဆီယမ်က120မီလီဂရမ်ပါတယ်။မက်ဂနီဆီယမ်က60ပေါ့နော်။မက်ဂနီဆီယမ်က60လောက်ပါတယ်ပေါ့နော်။အဲ့တော့လူတစ်ယောက်အတွက်ကတနေ့တာမှာကယ်ဆီယမ်မက်ဂနီဆီယမ်ဓာတ်ကအသက်30အောက်ဆိုရင်40မီလီဂရမ်လိုတယ်။အမျိုးသားတွေအတွက်400မီလီဂရမ်လိုတယ်ပေါ့နော်အသက်30ထက်ဆိုရင်420မီလီဂရမ်လိုတယ်အဲ့ဒါဆိုတော့ဒီကောင်ကိုစားမယ်ဆိုရင်ဒါတစ်နေ့ကိုမနက်နှလုံးညနှလုံးဒီလိုစားလို့ရတယ်30အထက်ဆိုရင်ပေါ့နော်တကယ်လို့သာကွာ30အောက်ဆိုရင်တော့တစ်နေ့ကို3လုံးလောက်ဆိုရင်တော့လုံလောက်ပြီ30အထက်ဆိုတော့ဒီနေ့ကို4လုံးတော့ဒီကောင်ကစားပေးရတယ်ပေါ့နော်ဝါစားရတာဒီကောင်ကနိုကယ်လီလိုပဲအဲ့တော့အကျော်ကတ်တာတွေအမျိုးသားအားနေတဲ့တစ်ချက်ကဒီကောင်လေးနဲ့ဒါလေးနဲ့တွဲပေးတယ်နောက်တစ်ခုသွေးကြောတွေပွင့်ဖို့လိန်တန်မက်ဖို့ဆိုတာသွေးတွေကဒီကိုရောက်ဖို့အဲ့တော့အဲ့ချိန်မှာဒီဟာနဲ့ဒါနဲ့တွဲပြီးတယ်ပြင်ဒါနဲ့ကယ်ဆီယမ်မက်ဂနီဆီယမ်နဲ့တွဲပြီးတယ်ပေါ့အဲ့တော့ဒီခုရှိတာကကိုယ်မှာကြောက်ကက်ရဲ့ creatine level နဲ့ဒီပြီးရင် EGFR level ကိုတခြားလေးပြောပြတယ်ဆိုမှအဆင်ပြေမယ်ဒီကယ်ဆီယမ်မက်ဂနီဆီယမ်က blind တောက်လို့မရဘူးကြောက်ကက်အားနဲ့ကြောက်ကက်ကအဆင်မပြေဘူးဆိုတော့ဆရာဝန်နဲ့တိုင်ပြီးမှတောက်လို့ရတယ်အဲ့တော့တောက်ရတာပေါ့နော်တောက်တင်တာဘာလို့ဆိုတော့ဒီကယ်ဆီယမ်မက်ဂနီဆီယမ်မှာ potassium ဆိုတာကအစိတ်တွေမစွန့်ထုတ်တဲ့အခါမှာကြောက်ကက်မှာဒီ supplement ကြောင့်ပိုဝင်ပြီးတာတော်တော်များကောင်းဖို့ပဲရွေးချယ်နေခြင်းမှာကြောက်ကကပို့ပြီးဝင်ပြီးစေတာရှိရဖြစ်တဲ့အတွက်ဒီချေကတော့ဆရာမကတော့လောလောဆယ်အဲ့ဒီတခြားပေါ့အကျော်ကတ်တယ်ကြောက်ဆိုင်နေဆိုကြောက်ကကြောက်တယ်လားရှိသလားကြောက်ကရဲ့ creatine level နောက် EGFR level တခြားလေးမေးတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးနဲ့ဒီဟာလေးတွေဒီကောင်လေးတွေတွဲဆိုရင်မျိုးသားတွေတော့က share ပဲတစ်လနဲ့ကိုအာမခံပေးလို့ရတယ်ဒီလိုတွဲလေးပေါ့နော်အဲ့တော့ဒုနာခန္ဓာရယ်ဆိုရင်တော့ဆရာမက glucosamine နဲ့တွဲပေးတယ်အဲ့တော့နောက်ပုံမှာတော့ glucosamine လေးထပ်ပြပေးမယ်အဲ့တော့အဲ့ဒီကိုလေးကိုအဲ့ဒါနဲ့တွဲပေးလိုက်နော်ဒါလေးနဲ့တွဲပေးလိုက်